နာပိုလီအသင်းရဲ့ဟာလန်လက်သစ်ဖြစ်လာတဲ့ဟွိုင်လန်ပီတီစပေါ့ရေးနေရပေးတဲ့နေရာပါဗျာကျွန်တော်ရဲ့ channel ကနေကြည့်လို့ရပါတယ်စပိုလင်လစ်ဘွန်ကို2 ဂိုးနဲ့အနိုင်ရတဲ့ချန်ပီယံလိပွဲပြီးမှာနာပိုလီဝိုင်းကိုလည်းလူဒီဘရိုင်းနာကအသင်းပေါ်ဟွိုင်လန်ဟာမန်စီးတီးအသင်းပေါ်ဟောင်းဟာလန်နဲ့တူညီတဲ့တိုက်စစ်မှုဖြစ်တယ်လို့ချီးကျူးစကားဆိုခဲ့ပါတယ်ဟွိုင်လန်ဟာစပိုလင်လစ်ဘွန်နဲ့ပွဲမှာခြေစွမ်းပြ2 ဂိုးသွင်းပြီးသူ့ရဲ့ခြေစွမ်းပေါ်ဝေဖန်တဲ့သူတွေမှားယွင်းသွားပြီဆိုတာသက်သေပြခဲ့ပါတယ်နာပိုလီအသင်းတို့အဖွင့်ဂိုးကို36မိနစ်မှာဟွိုင်လန်ကဒီဘရိုင်းနာပေးတာကနေသွင်းယူခဲ့ပြီး62မိနစ်မှာစပိုလင်လစ်ဘွန်တိုက်စစ်မှုလူဝစ်ဆော်ရက်စ်ကခြေပါကိုသွင်းခဲ့ပါတယ်နာပိုလီအသင်းရဲ့အဖိုးထန်နိုင်ဂိုးကိုတော့89မိနစ်မှာဒီဘရိုင်းနာရဲ့ဖြတ်တင်မောကနေဟွိုင်လန်ကပဲခေါင်းတိုက်ပြီးတော့သွင်းယူခဲ့တာဖြစ်ပါတယ်ကိုသွင်းပြီးတဲ့နောက်ဟွိုင်လန်ကဂျာစီဘော်ကချန်ပီယံလိလိုဂိုကိုလက်ညှိုးထိုးပြီးတော့အောင်ပွဲခံခဲ့ပြီးပရိသတ်တွေကအဲ့ဒါဟာသူ့အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကိုလောင်ပြောင်းတဲ့သဘောနဲ့အောင်ပွဲခံခဲ့တာဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်ဟွိုင်လန်ဟာ2023နိုဝင်ဘာလတုန်းကကိုဗင်ဟီဂင်းနဲ့ပွဲနောက်ပိုင်းချန်ပီယံလိမှာဂိုးပြန်သွင်းနိုင်တာဖြစ်တယ်လို့အခုပွဲမှာ Man of the Match ဆုကိုစုခုနိုင်ခဲ့ပါတယ်ပွဲပြီးမှာဒီဘရိုင်းနာကဟွိုင်လန်ဟာအများကြီးတိုးတက်လာပြီးသူကဟာလန်နဲ့ပုံစံချင်းတူညီတယ်လို့ကျွန်တော်ထင်ပါတယ်သူတို့နှစ်ယောက်စလုံးကတိုက်စစ်ကိုအတွင်းထဲအထိထိုးဖောက်ကစားလေးရှိပြီးဟွိုင်လန်ကတော့အနောက်ကိုဆင်းပြီးတော့ကျွန်တော်တို့နဲ့ချိတ်ဆက်ကစားပါတယ်ဟွိုင်လန်အနေနဲ့ပြန်ပယ်သင့်ရဲ့ space reader ကိုအခုတက်ဖို့ထိုးပေါက်ကစားဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကဂိုးသွင်းဆိုင်ရင်ရှိသလိုကျွန်တော်တို့ကစားလိုရအောင်လဲကူညီပေးနိုင်လိုပါပဲဆိုပြီးပြောကြားခဲ့ပါတယ်။အသက်22နှစ်သားရှိတဲ့သူဟွိုင်လန်ဟာ2023ခုနှစ်တုန်းကအက်တလန်နာကနေယူနိုက်တက်ကိုပေါင်83သန်းနဲ့ရောက်ရှိခဲ့ပေမဲ့ယူနိုက်တက်အသင်းမှာရုံးဝင်ခဲ့ရပြီး200တီတွင်95ပွဲကစား26ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာဒီယာတီအစကလူငယ်တဲ့စစ်မှုရှက်ကိုခေါ်ယူပြီးတဲ့နောက်အမော်ရင်ကဟွိုင်လန်ကိုနာပိုလီအသင်းစီအငှားချခဲ့ပြီးနာပိုလီအသင်းတို့ရဲ့ပွဲဥထွက်ဖြစ်တဲ့ဖီယိုရီနာနဲ့ပွဲမှာ14မိနစ်အကြာမှာပဲဟွိုင်လန်ကဂိုးသွင်းပြီးအဖွင့်လာခဲ့ပါတယ်။အခုဆိုရင်ဟွိုင်လန်ဟာနာပိုလီအသင်းတို့9ပွဲကစားပြီးချိန်မှာပဲ3 ဂိုးသွင်းယူခဲ့ပြီးယူနိုက်တက်မှာတော့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ရှက်ကိုအမ်ဘူမိုခုညာတို့အားလုံးပေါင်းမှ3 ဂိုးသာသွင်းနိုင်ခဲ့တာကြောင့်ဟွိုင်လန်ကိုအငှားချခဲ့တဲ့အမော်ရင်တယောက်နောက်တော့ရနေလောက်ပါပြီအခုဖော်ပြခဲ့တာကတော့နာပိုလီအသင်းရဲ့ဟာလန်လက်သစ်ဖြစ်လာတဲ့ဟွိုင်လန်ရဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ